အားလုံးပဲမင်္ဂလာခင်ဗျာကျွန်တော်ဆွေးနွေးမိတ်လာနေပဲကျေးဇူးလာပဲခင်ဗျာကျွန်တော်ဆွေးနွေးမိတ်လာနေပြီးတော့ဒီနေ့ဒီဂျီမင်းတို့ကိုမိတ်ဆက်ပေးမယ်ဖြစ်စီလေးရတော့မကြသေးခင်ကမှရောက်ရှိထားတဲ့ရေခဲ84နဲ့မိတ်ဆက်ပေးမှာဖြစ်ပါတယ်ခင်ဗျာဒီရေခဲ84ရာဆိုလို့ရှိရင်ကျွန်တော်ဆွေးနွေးမိတ်လာမှာ model နှမျိုးအနေနဲ့ဝယ်ယူရရှိနိုင်မှာဖြစ်ပါတယ်ခင်ဗျာကျွန်တော်အသေးအနေနဲ့ကတော့ကျွန်တော်ဒီဝက်အားအနေနဲ့180ဝက်ဖြစ်ပါမယ်ခင်ဗျာဒီအကြီးကတော့ဝက်300ဝက်ဖြစ်ပါခင်ဗျာဒီရေခဲ180ရော300ဝက်ရောဟာအိမ်သုံးမီအနည်းဆုံးအိမ်သုံးမီအားပေါ့နော်180အနည်းဆုံးရှိမှပဲသုံးပြလို့ရမှာဖြစ်ပါတယ်ခင်ဗျာဒီရေခဲ84ရာဆိုလို့ရှိရင်ကျွန်တော်တို့ဒီမင်းတို့အနေနဲ့ရေသက်ရေခဲပဲချိန်မလားရိုးရေခဲပဲချိန်မလားအဆင်ပြေတဲ့ရေခဲ84ကိုပြောတာခင်ဗျာဒီရေခဲ84တွေဟာကျွန်တော်တို့ဘယ်မှာသုံးများကြဆိုလို့ရှိရင်ကျွန်တော်ရေခဲချစ်လုပ်ငန်းနေဒီအေးဆိုင်ဖွင့်ထားတဲ့လုပ်ငန်းတွေမှာအများဆုံးသုံးမျိုးကြမှာဖြစ်ပါတယ်ခင်ဗျာဒီရေခဲ84တွေဟာသုံးမျိုးပါလဲရိုးရှင်းပြီးလုပ်ပါခင်ဗျာကျွန်တော်ဒီမှာပါတဲ့ကလုံးလေးကို on ထားမယ်ကျွန်တော်ဒီမှာဒီမင်းတို့ကဒီမှာဒီလေချောင်းလေးကိုကျွန်တော်ရေတန်းရေခဲဖြစ်ရိုးထည့်လိုက်မယ်ပြီးလို့ရှင်ဒါလေးကိုဖိလိုက်မယ်ဆိုလို့ရှိရင်ကျွန်တော်မော်တာလဲပြီးတော့ရေခဲမုံတွေကျလာမှာဖြစ်ပါတယ်ခင်ဗျာကျွန်တော်ဒီမားလိုက်တယ်ဆိုလို့ရှိရင်လည်းကျွန်တော်မော်တာအော်တိုရက်သွားမှာဖြစ်ပါတယ်ခင်ဗျာဒီရေခဲ84လေးဟာကျွန်တော်တို့ရှိမှာနှမျိုးနှစ်စားနဲ့ဝယ်ယူရရှိမှာဖြစ်ပါတယ်ခင်ဗျာဒီရေခဲ84လေးတွေကိုလူချင်းမင်းတို့နဲ့ဆက်ဝင်စားလို့စုံစမ်းမင်းမြင်နေဆိုလို့ရှိရင်ကျွန်တော်ဆွေးနွေးမရှိလာတဲ့ဖုန်းနံပါတ်ဖြစ်တဲ့399693434339နဲ့တင်ကားလေးနဲ့ရှင်းနေရှိတော့ဆက်သွယ်ပြီးတော့စုံစမ်းမင်းမြင်ဝယ်ယူအပ်ပေးနိုင်ပါခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ